အဲ့လေဟုတ်တယ်ကို90ရဟုတ်တယ်ကို90ရဟုတ်တယ်ဟုတ်တယ်ကို90ရတယ်ကျွန်တော်မတက်ကပြောတယ်တခါတည်းမှတ်ထားရပါလားအဲ့တော့တိုင်းလိုက်တယ်အုတ်တက်ကိုအများဆုံးရတဲ့ကျိုးနှစ်ဆရှိတယ်ဘယ်နှစ်ဆရောပါအနီရောက်လဲအဲ့နှစ်ဆကိုဖယ်လိုက်ဟုတ်လားဖယ်တယ်လို့ပြောရင်ဖယ်တယ်မှာဆိုလည်းလည်းအုတ်ထားကြည့်တယ်အဲ့ဒါကျွန်တော်ကကျိုးဆိုရင်လည်းအကျိုးနှစ်ဆလည်းလည်းဆွတ်ထုတ်ထားလိုက်တော့ခွဲလိုက်တော့အနီနဲ့ဟိုကျွန်တော်လက်စိုးဖယ်လိုက်ရင်ဘယ်စကြံခဲ့မလဲပြာအဲ့ဒီအပြာသားကျွန်တော်ဘာလို့မှတ်ရဆိုစီလို့ပြောတယ်ဘုံအစလို့ပြောတယ်ဘယ်လိုပြောရမလဲကျွန်တော်မနေ့ကတော့ဆွဲပြသေးတယ်မလားဟုတ်လားဆွဲပြသေးတယ်မလားဟုတ်ကွန်မောင်းကဘယ်လိုထွက်လာလဲဗာလဲကျွန်တော်မနေ့ကတော့ဆွဲပြခဲ့သေးတယ်ဆွဲပြခဲ့သေးဟုတ်တယ်မလားဟုတ်ကျွန်တော်မနေ့ကဒါဒီကျလဲဆွဲရကိုဟုတ်ပြီဒါကျွန်တော်သိပါပြီအပြာကအကုန်ပေါင်းဒါဆိုဒီနှစ်စားကအနီနဲ့ဟိုက static နဲ့ running ဘာလို့ဆိုအုံးတက်ကိုများဆုံးလို့ဘယ်ဟာကအနီက static ဖြစ်နေတယ် running လည်းဖြစ်နေတယ်အဝါကလည်းထိုဒီလည်းကောင်း static ဖြစ်နေတယ် running လည်းဖြစ်နေကြီးက50အနီကလည်း90ရာခိုင်နှုန်းရှိတယ်သူကလည်းဟိုကလည်း90ရာခိုင်နှုန်းအဲ့ဒါကျွန်တော်တို့ကသေချာသိကျင်လို့ရှိရင်သေချာသိရတဲ့ဟာတစ်ခုရှိတယ်ပဲဟာလည်းအပြာရောင်အပြာရောင်ဒီပါကျိုးလေပုံပေါင်းပုံပေါင်းကလည်းထောက်တိုင်းပဲအပြာအဲ့တော့အပြာကပုံပေါင်းသိထားပါမှာအပြာဒီကလည်းပုံပေါင်းအပြာဒီပုံပေါင်းမေ့တော့မှသူကြိုက်ထားတယ်အဲ့တော့ပုံပေါင်းနဲ့ထောက်တိုင်းကလည်းအုံးတော့ဘယ်လောက်ရလဲပုံပေါင်းနဲ့ထောက်တိုင်းအုံးတော့ဘယ်လောက်ရလဲ40နှစ်ခုရှင်းလိုက်မယ်ဝါဘယ်ဟာကမြင်ရတယ်အဝါအနီကနေအပြာနဲ့တိုင်းတာကြီးတော့မဟုတ်လားအဲ့ဒါကျွန်တော်ကဒီအနီကောင်နဲရဖြစ်တဲ့ကြောင့်ဒီကောင်ကျွန်တော်ဘယ်လိုမှတ်ရမလဲဒီကောင်ရနေဒီကောင်ကအဲ့ဒါကျွန်တော်အနီဒီအဝါဒီဒီနားလဲလားအဲ့လိုရလို့ကျွန်တော်ကအဲ့လိုရပြီဆိုတော့ဒီမော်တာကဘယ်လောက်မိုက်ခရိုဖာရက်ရှိတဲ့ capacity နဲ့ချိတ်ဆက်ရပါတယ်ဆိုတော့သူ့ရဲ့ language ရှိရအဲ့ဒါကျွန်တော်နောက်လေးကျမှထပ်သွားပါဦးနောက်လေးကျမှထပ်ပြောပါဦးတနေ့တည်းမှာရဲပြောရင်ပုံသွားလိမ့်မယ်မှတ်မိပဲနေတယ်အဲ့ဒါကျွန်တော်ဒီလိုရပြီဆိုရင်ကျွန်တော် subscribe ပေးရမှာဒီသက်ဆိုင်ရာ capacity နဲ့ချိတ်ပြီးတော့ပုံပေါင်းနဲ့ running ကိုမလုပ်ရမယ် subscribe ပေးရမယ်လို့ပြောထားတယ်ဒီနားလဲလားပုံပေါင်းနဲ့ running ကို subscribe ပေးရမယ်ကျွန်တော်တို့အခုဒီနေ့ motor တွေပေးတိုင်းထားတဲ့ capacity တွေပေးတိုင်းထားတဲ့ဒါအချိန်မလောက်တော့လို့နောက်တစ်ချိန်ထပ်ပြီးတော့လက်တွေကိုယ်တိုင်မလုပ်ကြည့်အောင်ဆိုမောင်းကြည့်ရအောင်ဟုတ်ပြီဒါကျွန်တော်ကမမ subscribe ကိုမမပေးရမယ်ကောင်ကျိုးလက်စသည်ပဲကျိုးတဲ့ပဲကျိုးတယ်ပုံပေါင်းကျိုးတယ်အဲ့ဒါကိုကျွန်တော်မှားပြီးပေးရှင်ပုံပေါင်းနဲ့ starting ကိုပေးလို့ရှိရင်ဘာဖြစ်လဲအကျဉ်းတော့ပါလားပုံပေါင်းနဲ့ running ကအတက်ဒါဆိုကျွန်တော်က subscribe ပေးရမှာကပုံပေါင်းနဲ့ဗာနဲ့ဒါကိုပေးလို့ရှိရင်ဘယ်လိုလဲပါလဲရတယ်မဟုတ်ဘူးရတယ်တော့ဘယ်လိုလဲခုမှပြောတာရတယ်ပဲလေဖတ်လို့ရအောင်မဟုတ်ဘူးကျွန်တော်ပြောငါကပြောပြခဲ့တယ်မလားမော်တာတွေကညာလေမော်တာတွေလည်းရှိလို့ညာလေပဲလေမှတ်ပါလားမော်တာ running ကို subscribe ပေးလိုက်တာညာလေလို့ပြောရတာသွားပြီကွန်မော်တာ running ကို subscribe ပေးရင်မော်တာဒီအတက်လေလို့ပြောတာညာဘက်လေတာလည်းပြင်းပြမယ်ဒီကမော်တာရဲ့ကိုယ်စီရှိမှရှိတဲ့မော်တာကြီးတဲ့ direction တွေပါတယ်ညာလေထိုးတာဒီမော်တာကို subscribe ပေးတဲ့အခါကျရင်မြားပြတဲ့ဘက်ကိုလေမှတာလည်းအကောင်အတက်လေလို့ခေါ်တာအတက်လေလို့ခေါ်တာဒါရှင်းပါလေကိုကြီးရဲ့မော်တာပြီးမှကြည့်လိုက်ဟုတ်ပြီနော်အဲ့ဒါကျွန်တော်တို့ကကွန်မော်တာ strategy ကို subscribe ပေးတဲ့အခါကျရင်ညာလေလေမပြင်ရတာမှန်လားမလားမှားတယ်ညာလေညာဘက်လေကျင်လေပဲဟုတ်တယ်နော်ကွန်မော်တာ strategy ကို subscribe ပေးမှတာလေသူကအမှန်လေပဲအတက်လေလို့ခေါ်ရအောင်ဟုတ်ပြီနော်အဲ့ဒါကွန်မော်တာ running ကို subscribe ပေးရင်ဘယ်လိုလဲမလဲအတက်လေဒါဆိုကျွန်တော်ကကွန်မောင်းနဲ့ standing ကို subscribe ပေးရင်တောင်းရတယ်ဒီနားလေလားတောင်းရလဲပဲအကျိုးဆက်နေတဲ့ဘာဖြစ်တောင်းကျိုးပဲတောင်းရလဲပဲပြီးလို့ရှိရင်အကျိုးဆက်နေတဲ့ကဘာပြောပါလို့ကြာရင်ခွာပြီးတဲ့အချိန်ကြာလို့ရှိရင်လောက်တယ်ဒါက one way motor ဖြစ်ခဲ့တယ်ပြောတာဒါဆိုတချို့ကောင်တွေကဟိုထောက်ချင်တဲ့လူတွေရှိတယ်ဒါဆို motor လေးလောက်မှာမဟုတ်ဘူး two way motor ဆိုတော့ဒီလိုလျှော်တဲ့ motor ဘိုးလျှော်တဲ့ motor တွေဆိုသူကဘယ်ဘက်လဲလဲရတယ်ညာဘက်လဲလဲရတယ်အဝိလျှော်တဲ့သုံးခုတဲ့သူတွေဆိုရင်သိတယ်ဝိလျှော်တဲ့အခါကျရင်သူကညာဘက်ကိုလဲလိုက်ပြီးရင်လဲဘက်ကိုလဲလိုက်အဲ့တော့ two way motor တွေကတော့ဘယ်လဲလဲညာလဲလဲပြဿနာမရှိဘူးပုံပေါင်းနဲ့ starting ကို subscribe ပေးလဲရတယ်ပုံပေါင်းနဲ့ running ကို subscribe ပေးလဲရတယ်ဒီ starting နဲ့ run တော့ဒီကောင်တစ်ခုတော့ပတ်ပေးနေပေါ့ဒါဆိုရင်တို့ကနောက်တစ်ခုဘာနဲ့ပါကြည့်အောင် R နဲ့ S နဲ့ဒီနှစ်ခုကို subscribe ပေးမယ်ဆိုရင်မလဲတော့လဲပါလားမလဲတော့မလဲပဲပါတော့ဆုံးပြတော့အဲ့ဒါမှမဟုတ်လဲမှာမဟုတ်တော့ဒီနားလဲလားဒါဆိုကျွန်တော်ကခုနကပြောခဲ့တဲ့ခါတော့မနက်ကတော့ပြောတယ်ဘောလုံးလည်း subscribe ပေးတဲ့ခါကျရင်ညာလဲလားပဲလားအဲ့လိုမှတ်မှာမဟုတ်ဘူးဘယ်လိုလဲရမှာလဲမှတ်မှာသူ့ရဲ့အတဲကညာဘက်လဲတာလည်းဖြစ်နိုင်တယ်လို့တေချာတခုကတော့မော်တာတွေကိုထုတ်တဲ့သူတွေကငါရှာမဟုတ်ဘူးအဲ့တော့သူ့ရဲ့မော်တာကဘယ်ဘက်ကိုလဲရမှာလဲညာဘက်ကိုလဲရမှာလားဒါချင်းတစ်ခါလေးပေးကြတာဒီ
ဒီမှာကျွန်တော်ကြည့်တယ်ညတစ်ခါလည်းပါပြီးသားအဲ့မော်တာတွေ့လားတွေ့လားဒါရင်းနေတွေ့လားတွေ့တယ်နော်အဲ့ကောင်ကြီးကဘာလို့ငါရှာမဟုတ်ဘူးလေသူ့ရဲ့မော်တာကညာဘက်လဲရပါလားဘယ်ဘက်လဲရပါလားဒီခိုင်းပြထားပြီးသားခိုင်းပြထားပြီးသားဒီနားလဲလားဒါကကျွန်တော်ကုံကောင်းစတဲ့ရန်ခွဲတာပြီးတော့ဒါတို့ကပစီတာတိုင်းတိုင်းလည်းကျွန်တော်သိခဲ့ရပါလားကပစီတာလည်းတော့ပြပါကဒီနေ့စတဲ့ကပစီတာခွဲရမှာလည်းကျွန်တော်ပြောပြခဲ့ပါဟုတ်တယ်မလားဘယ်လိုခွဲရမှာလဲပြောပြခဲ့ပါအဲ့တော့ဒီနေ့သင်ခဲ့တဲ့အထဲမှာနားမလားရှိမေးကျွန်တော်ဗာနားမလဲပြီးတော့ဗာသိကြည့်တယ်သိချင်တာရှိမေးဒါလည်းခေါင်းရှုံးနေပါဆိုဒါကိုထပ်ပြောလိုက်တာဒါအဲ့တလေးကိုကျွန်တော်ပြောပြဒါကိုရိုက်ကြရင်ရှုံးနေသေးရင်မလုပ်ပဲပြန်ကြည့်တော့အဲ့ဒါမှမရရင်ကျွန်တော်ပြောခဲ့သလိုဘယ်လိုဖြစ်သွားလဲဒီလိုဆွဲတော့ဒီလိုဆွဲတာသိလားမရလည်းမရဘူးကျွန်တော်သူကပြောပါတယ်တန်းမြင်းတဲ့နေရာရောက်သွားအခုကဒီမှာလာကျွန်တော်တို့ကကွန်ကွန်စတဲ့ run နဲ့အခြေခံမှုစပြီးတော့သေသေးချာပြောပြီးရှင်းပြတယ်နောက်ပိုင်းရောက်ရင်ပြောပြအောင်စတဲ့ run ကိုဘာလို့လဲကွန်ကွန်နဲ့ run ကို supply ပေးလိုက်ဒီလိုမျိုးပဲပြောတော့မှာဒါကကွန်ကွန်နဲ့ပြန်စတဲ့ဒီလိုမျိုးကျွန်တော်ကမေးတော့မှာဒါတွေကိုကျွန်တော်ခွဲပြတယ်ဟုတ်တော့ဒါမှကြအဲ့တော့ဒီကောင်ကျွန်တော်ကဒါကအခြေခံကြတယ်ဟောဒါစစ်ပုံစံတွေကဒါကအခြေခံကြတယ်အဲ့ဒါကိုကျွန်တော်ရအောင်လုပ်ရမယ်ခုနကပြောကျွန်တော်မနက်ကလည်းပြောခဲ့တယ်နောက်ချက်ကပါလဲဆိုရင်အောက်တက်ကိုနဲတာကကျွန်တော် run လေးလို့ပြောတယ်မလားအဲ့လိုကျွန်တော်ကတခါတည်းမှာကရေကတကွန်ပရက်ဆာတို့သို့မဟုတ်ဖန်ဝါတာတို့ကတခါတည်းမှာကျွန်တော်ပြောတာတော့အောက်တက်ကိုကြားတဲ့ကောင် run လေးနဲ့ရှိနေတတ်တယ်အဲ့ဒါကကျွန်တော်နောက်ပိုင်းကျတော့တက်သိပြဘယ်လိုလဲဆိုအောက်ခွဲတိုင်းပြီးတော့အောက်ခွဲခိုင်းပြီးတော့ကျွန်တော်အဲ့ကောင်တက်သိပြဒီနားလဲလားဒါပေမဲ့ဒီကောင်ကဆရာတွေကိုမင်းမဲ့ဆိုရင်တော့ကျွန်တော်ကသေချာနားလဲလူတွေမင်းမဲ့ဆိုတော့ဒီလိုပဲသူကဖြစ်ဒီလိုပဲသူကဖြစ်ဒီနားလဲလားဒါဆိုတော့နောက်ပိုင်းကျရင်တော့သူတက်မြင်းနဲ့တစ်ဆင့်ရောက်လာပြီဆိုတော့ဒါတွေကဘာကြောင့်ဆိုတော့နားလဲလာနေမယ်ဒါပေမဲ့ဒီဟာကြီးကိုတော့ကျွန်တော်ကလုံးဝ100%လုံးဝအသေးချာကြီးမှတ်ထားလို့မရဘူးဒီခါလေးကအလုံးလုံးပြီဆိုကျွန်တော်ကချိန်နေတဲ့ချိန်ခါဆိုရှိချိန်နေတဲ့ချိန်ခါကိုကြည့်ပြီးတော့ပါလဲလောက်ရတဲ့ခါလေးတွေရှိဒီချိန်နားလဲလားချိန်နေတဲ့ချိန်ခါကိုကျွန်တော်လိုက်ရတတ်မသေးကြီးတင်တယ်ကဒါပဲတင်တယ်ငါတို့ကဒါပဲလောက်ပါမယ်ဆိုလို့နေရာလေးဘူးကိုယ်ရှင်နေမရှိဘူးလားလုပ်ငန်းဝင်ဆိုတာကလုပ်ငန်းဝင်ရဲ့သဘောတဘာဝမှာကျွန်တော်မြန်မာစံလောက်ရမယ့်ရှင်နေရှိတယ်ဒီစီလုပ်လို့ရတဲ့ရှင်နေရှိတယ်ဒါမကောင်းလောက်ရမယ့်ရှင်ပါရှင်နေပါဆိုရင်မကောင်းလောက်ရမယ်ဒါမှမဟုတ်လုပ်ခဲ့တဲ့ဟာကရေခံမလားမခံဘူးလားလုပ်လိုက်တဲ့ကျိုးဆက်ပြီးတော့ဘာလုပ်ရမလဲဘာလုပ်ကြမလဲစဉ်းစားတတ်ရစဉ်းစားတတ်ကျွန်တော်ကပြောခဲ့လို့ပဲကွန်မန်စတရီ subscribe ပြီးဘာဖြစ်မှာလဲကွန်မန်တို့လည်း subscribe ပြီးဘာဖြစ်မှာလဲကျွန်တော်မလုပ်ခင်နေရပါကျွန်တော်ကဒါကိုသိရမယ်အဲ့ဒါကမယုံဘူးကျွန်တော်ကဒီလိုပြောလိုက်တယ်ဒါမှကိုယ့်ရဲ့လောက်နေတာကိုမေးလာကြတယ်ကျွန်တော်ဒီလိုပြောလိုက်သူတို့မင်းကိုလုပ်ကြည့်တာဟုတ်လားမဟုတ်လားတန်းသိတာဒါစကားအပြူရတဲ့ခါကျရင်သူလက်ခံတော့လေဒါပေမဲ့ကိုကမေးလာခဲ့တော့ရှိတော့ကျွန်တော်ကဘာလုပ်အောင်လဲရှင်းပြတာမှဖြစ်မှာပေါ့ရှင်းပြတာမှဖြစ်မှာပေါ့ဒီနားလဲလားနားလိုက်တော့ဟုတ်ပြီဘာပေးစရာရှိတယ်အခုဒီပေးစရာရှိပြီဒါဆိုတော့ဒီတနေ့ကိုသင်ခဲ့တယ်နားလဲလားနားမလဲဘူးလားလိုက်တယ်ဆိုတာမလိုက်တယ်လားစဉ်းစားပုဂ္ဂိုလ်စဉ်းစားကြည့်ဒါပေမဲ့တရားတော်တစ်ခုကအခုမှစတင်တာဖြစ်တဲ့အတွက်ကြောင့်အားလုံးကိုခြုံပြီးတော့တနေရာထဲမှာထိုင်စဉ်းစားမယ်ဆိုရင်တော့ပေါ်လာမှာမဟုတ်သေးဘူးဒီနားလဲပေါ်လာမှာမဟုတ်သေးဘူးကျွန်တော်တို့ငယ်တော့စာချက်လို့ပေါ့ဗျာစာရဲဘုံတော့အစဆုံးကပြန်ဆုံးမယ်ဆိုရင်ရမှာတော့မဟုတ်သေးဘူးဒါမှကျွန်တော်ကစာမွေးကနေရောက်တယ်စဉ်းစားရေးသွားလူမျိုးပဲလောက်ရင်းနဲ့ပဲကျွန်တော်ကတတိယနဲ့ဗာဖြစ်လာမှာပေါ်လာမှာထိုင်နဲ့ထိုင်ပြီးတော့လုံးမယ်ဆိုတော့ပေါ်လာမှာမဟုတ်သေးဘူးဒါပေမဲ့ညာတော့အဖြစ်ကတို့စာမွေးဖြစ်လို့ပေါ့စာမွေးဖြစ်ခင်ကကိုယ့်ရှိတယ်ကိုသိတယ်ဘယ်လိုသိတာလဲဆိုတော့ငါဒီဆောင်ပဲအောင်ပါလားကြပါလားသိတယ်မလားသိရတယ်အဲ့လိုတော့ကိုလည်းအဲ့လိုပဲဒီတနည်းပြီးတော့တော့ဒီတော့ဘာလာမြေတော့ဘူးလားကိုရှိနေကိုသိနေဒါပေမဲ့ကျွန်တော်တို့ဒီမှာကမရသေးဘူးဆိုရင်မလုပ်ရလဲထပ်တင်လို့ရတယ်လို့ကျွန်တော်အစောကြီးကပြောထားပြီးသားဟုတ်ကိုမရသေးဘူးဆိုရင်မလုပ်ထပ်တင်တယ်စိတ်ရတယ်ရပြီလို့ထင်တဲ့ချိန်ကြတော့မှတင်တဲ့စစ်ကိုယ့်ဘာကိုချိန်မပေးခြင်းလို့ကိုယ့်ဘာကိုတင်တဲ့ကတက်လိုက်ပြက်လိုက်လုံနေလို့မတက်တာကကျွန်တော်လည်းကြယ်လို့မရဘူးအမှန်တကယ်ကတင်တဲ့လာတက်တယ်15ရောက်တက်တယ်19ရောက်တက်တယ်အကုန်လုံးကဆင်းသွားတယ်ဒီအလုပ်တန်းလုံးမှလားဆိုတော့မဟုတ်ဘူးလုပ်ရှင်တဲ့သူကလုံးမှာလုပ်ရှင်တဲ့သူကမလုပ်သေးဘူးဂျားထဲမှာဆက်ပြက်လည်းပြက်သွားလာတက်တာကရီမန်းချက်မျိုးတချို့ကမှုပစ္စည်းရောင်းတယ်တချို့ကနိုင်ငံသားထွက်တယ်တချို့ကကျတော့ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်တချို့ကကျတော့မဟုတ်ဘူးအဲဘုံသမားတွေရှိတယ်သူတို့အဲဘုံတွေကိုစားမသမားတွေပေါ်ပြီးတော့လုပ်ခိုင်းတယ်တို့ပေမဲ့သူတို့လုပ်သွားတဲ့ခါဘာလို့လုပ်သွားလဲဆိုတော့သိကြလို့လာတတ်တယ်သိကြလို့လာတတ်တယ်ရွေးချက်တွေအမျိုးတယောက်နဲ့တယောက်ကမတူကြဘူးတယောက်နဲ့တယောက်ကမတူကြဘူးအဲ့ဒါကျွန်တော်တို့ကဘယ်လိုပဲဖြစ်ဖြစ်တေချာတူကဒီကတယောက်20လုံးဆင်းသွားတယ်15ယောက်ဆင်းသွားတယ်15ယောက်လုံးကအဲဘုံဆရာဖြစ်ချင်ပါလေဖြစ်မှာဒီအလုပ်ကိုလုပ်ချင်ပါလေလုပ်ကျွန်တော်တို့10လမ်းဆောင်ကိုဖြည့်လို့ဗျာဒီရောက်50ရှိတယ်50လုံးအောင်ချင်ပါအောင်ပါဟုတ်တယ်လား50လုံးအောင်ချင်ပါဒါပဲတေချာတူကဒီတင်တန်းတက်ခဲ့တယ်ဒီလို
ဒါနဲ့ပတ်သက်ပြီးတော့ရင်းနှီးမှုတော့ရှိတယ်ဒါပေမဲ့စိုးစိုးမြဲလောက်သွားလို့ရှိရင်တော့သိကြတယ်နေရာတစ်ခုအနေထားတစ်ခုတော့ဖြစ်လာမယ်ရောက်လာဒါပေမဲ့နောက်တစ်ခုကဘာလဲဆိုသင်တန်းပြီးသွားရင်တော့ငါတို့ကလုံးဝကျွမ်းကျင်တဲ့တစ်ဖက်ကကျွမ်းကျင်တဲ့ professor ကြီးတွေဖြစ်မှာလားဆိုတော့ဖြစ်မှာလားဖြစ်ဘူးလားမဖြစ်ဘူးအဲ့လိုဖြစ်မှာတော့ professor ဖြစ်သင်တန်းစစ်တိုင်း professor ဖြစ်တယ်ဆိုတာတရားမှဒီဘက် professor ဖြစ်တယ်ဆိုရင်လည်းကျွန်တော်တို့ကသင်တန်းဆို9နှစ်တို့3နှစ်တို့အဲ့လိုတက်အဲ့တော့ airport သင်တန်းတွေမှာကလည်း3နှစ်တို့9နှစ်တို့ခွဲသင်တန်းကြားဘူးလားကြားပါဘူးမကြားဘူးအဲ့တော့ကျွန်တော်တို့ကသင်တန်းကများသောအားဖြင့်ရန်ကုန်မှာဆိုတဲ့သင်တန်းတွေများသောအားဖြင့်ကတစ်လလောက်မှလည်းဆိုတော့လုံလောက်တဲ့အခြေအနေမျိုးတစ်လလို့ခေါ်ကြတယ်။ဘာလို့လဲဆိုတော့တစ်လနဲ့ပို့ပြီးတော့သင်တဲ့သင်တန်းဆိုရင်လည်းတို့ကဘယ်လိုဖြစ်သွားလဲဆိုရင်တို့ကအချိန်လျှော့လိုက်။တနေ့ကို2နာရီပဲသင်တယ်2လသင်။တနေ့ကို2နာရီပဲသင်တယ်3လသင်တယ်ဒီလိုမျိုးလျှော့ပါတယ်။လျှော့သွား။အဲ့ဒါကျွန်တော်တို့ကကျတော့တနေ့ကုန်သင်တယ်2လသင်။အဲ့တော့အတွေ့အကြုံရဖို့အတွက်ကျွမ်းကျင်ဖို့အတွက်ဆိုရင်ကျွန်တော်သင်တန်းကဆင်းလိုက်တာနဲ့သိသွားပြီ။နားလည်ထားတယ်သိထားတယ်ဒါပေမဲ့စကေးတွေလူသေးတယ်။စကေးဆိုတာကကျွန်တော်တို့အတွေ့အကြုံတွေပေါ့အတွေ့အကြုံတွေလူသေးတယ်။အဲ့ဒီအတွေ့အကြုံတွေကဘာလို့ကိုယ်တိုင်ကလိုက်လုံးမှာအစတည်းကစကားတွေမှာအတွေ့အကြုံဆိုတော့ကိုယ်တိုင်ကကြုံတွေ့မှသာနေပါရမှာလေအတွေ့အကြုံရမှာတော့ကိုယ်တိုင်ကမကြုံသေးဘူးလေသူများအတွေ့အကြုံကကိုယ့်အတွေ့အကြုံမှာဟုတ်တယ်ဟုတ်တယ်မလားအဲ့တော့ကိုယ့်ရဲ့ကျွမ်းကျင်မှုကရလာပါလားမရလာဘူးကိုယ်တိုင်ကအတွေ့အကြုံလို့စကားလုံးထဲမှာသုံးတာအဲ့ဒါကျွန်တော်ကိုယ်တိုင်ကကြုံတွေ့မှသာနေအတွေ့အကြုံဆိုတာဖြစ်မှာဒီဒီနားလဲလားအဲ့လိုမျိုးအဲ့ဒါကျွန်တော်ကတရားတစ်ခုကတော့မရမှာတော့မဟုတ်ဘူးနဲ့သင်တန်းကစဉ်းစားရင်အားလုံးတော့ရတော့လိမ့်မယ်ဒါပေမဲ့လုံးဝကျွမ်းကျင်မှာတော့မဟုတ်ဘူးအဲ့ပေါ်တစ်လုံးစင်တာကကျွမ်းကျင်တဲ့လူကစင်တယ်2နာရီပဲကြာတယ်ဆိုကျွန်တော်တို့စင်လို့ရှိရင်4နာရီပဲလောက်ကြာရင်ကြာမှာ9နာရီလောက်လည်းဖြစ်သွားမှာဒါပေမဲ့စင်လို့မရဘူးလားဆိုတော့မရဘူးစင်လို့မရတော့ရအမားတွေမပါနိုင်ဘူးလားတစ်ခါတည်းလောက်တော့တစ်ခါတည်းဘာဖြစ်နေပါလားမဟုတ်ဘူးမားကောင်းလည်းမားအဲ့မားတွေကိုပြင်လိုက်လှုပ်လိုက်မားတွေကိုပြင်လိုက်လှုပ်လိုက်နေပဲအချိန်ကဘာဖြစ်သွားလဲသိပြီအချိန်တွေကသိပြီဆိုအချိန်လေးကြာသွားတာအဲ့အချိန်လေးကြာသွားဒီဘက်က2နာရီရတယ်ကျွန်တော်တို့က4နာရီလောက်ပဲရမှာအဲ့လိုမျိုးပထမတစ်လုံးစင်တာ4နာရီကြာတယ်ဆိုရင်နောက်တစ်လုံးစင်တဲ့အခါကြောင်းချင်းတဖြည်းဖြည်းနားနဲ့လာပြီဆိုရင်တော့4နာရီလောက်ကြာမှာမဟုတ်တော့ဘူးပေါ့တဖြည်းဖြည်းနဲ့ဘာဖြစ်လာမရလာတာပေါ့အဲ့ဒါကိုအတွေ့အကြုံလို့ခေါ်တယ်တစ်လုံးစင်တဲ့အချိန်မှာကပထမတစ်လုံးစစင်တာက4နာရီလောက်ကြာတယ်6လုံးပြောလောက်ကြာရင်ကျွန်တော်က4နာရီလောက်ကြာမှာမဟုတ်တော့3နာရီလောက်ပဲဖြစ်သွားဒီနားလဲလားအဲ့ဒါကိုကျွန်တော်အတွေ့အကြုံလို့ခေါ်အတွေ့အကြုံလို့ခေါ်အဲ့တော့သူများကလည်းဆင်လို့ရတယ်ကတော့ဆင်လို့မရတယ်ကိုရသူများကဆင်လို့ရတယ်ကိုလည်းဆင်လို့ရတယ်ဆိုရင်အတွေ့အကြုံလို့သေးတယ်အတွေ့အကြုံဆိုတဲ့နေရာမှာကကိုကခေါင်းဆောင်ရဲ့နောက်ကိုလိုက်ရမှာလားကိုယ်တိုင်ကခေါင်းဆောင်လုပ်ရမှာလားဆိုတော့မူတည်သေးတယ်ကိုယ်တိုင်ကခေါင်းဆောင်လုပ်ပြီးလုပ်ရတဲ့ခါလို့ကြရင်ပို့ပြီးတော့ကိုကခေါင်းစားရအရာအားလုံးကိုကခေါင်းထိုင်ရဒီကခေါင်းဆောင်တော့ကလည်းလုပ်တဲ့ခါကျရင်ခေါင်းဆောင်ကဒါလေးယူပြီးဆိုရင်ကိုကပါလေဒါလေးယူပြီးဒါပေမဲ့ခေါင်းဆောင်တွေလို့ခေါင်းဆောင်တော့လိုက်လက်လူလူကိုစိတ်နာဝင်တော့လိုက်လို့ပါသူကခေါင်းဆောင်ကဒီပစ္စည်းကိုယူပြီးသွားတာလေကျွန်တော်ကဒီပစ္စည်းကိုခေါင်းဆောင်ကကင်ထားတာလေဒီပစ္စည်းပြီးရင်ဘယ်ပစ္စည်းထပ်သုံးမလဲဆိုတော့ကိုကကြိုပြီးတော့တွေးထားရအဲ့ဒါမှကိုလည်းကောင်းတော့တယ်တော့ဒီပစ္စည်းကသူကခေါင်းဆောင်ကဒါလေးကင်နေဒါကင်ပြီးသူဘာလုပ်ပါလဲတို့သိရနောက်လိုက်ကသိရနောက်လိုက်ဆိုအပူလေးတွေကသိရအဲ့လိုမျိုးသိမှသာလေကိုလည်းတစ်ချိန်ကြာရင်ဘယ်နေရာရောက်မှာဆိုခေါင်းဆောင်နေအောင်ရောက်ဟုတ်ကောင်းသွားတော့အမြင့်တွေပဲတက်အဲဘုန်းတွေပဲလို့အမြင့်တွေပဲတက်လို့ရှိရင်အဲ့လိုသိနေချင်းအောက်ကကောင်းလဲသူပဲသွားနေတာသူကလုပ်နေတယ်လို့ဟိုကပြေးဆိုတော့ဟိုကထပြီးတရားပြီးအဲ့လိုထားလို့အဲ့လိုဆိုရင်ကျွန်တော်တို့ကလုပ်ငန်းဝင်နေပါလေဘာဖြစ်လဲဆိုအချင်းကြာလုပ်ငန်းဝင်နေပါလေအချင်းကြာတယ်အလုပ်မတွေ့ဘူးအဲ့ဒါဆိုရင်ကျွန်တော်ကနောက်လိုက်ဆိုရင်နောက်လိုက်ကောင်မဟုတ်ဘူးနောက်လိုက်ကောင်ကအဲ့လိုမဟုတ်နောက်လိုက်ကောင်ဆိုရင်ကျွန်တော်ကဒါလုပ်ပြီးတာလေဘာလုပ်ရမလဲဆိုတော့သူကဘာဖြစ်နေလဲတန်းပြီးတော့မြင်နေတာအဲ့တော့မြင်တဲ့ပစ္စည်းကိုသူကကြိုပြီးတော့မလုပ်ပြီးတာလေကြည့်ပြီးတာအဲ့တော့လူ2ယောက်ရှိတယ်တပည့်2ယောက်ရှိတယ်ဆိုပါလို့တရားပါရှင်နေအဲ့လိုသိတယ်အဲ့လိုလူနဲ့ခိုင်းပါထားလို့လည်းဘယ်သူကသဘောကျဘယ်သူကသဘောကျအဲ့ဒီသဘောကျပါဘောသူကိုပဲလေဟုတ်တယ်မလားကိုတော်ကပဲအဲ့လိုအလိုက်သေးတဲ့လူသဘောကျရင်ဆိုကိုယ်တိုင်လည်းအလိုက်သေးတဲ့လူဖြစ်အောင်လို့ရင်တော့မလုပ်အောင်လေတော့ကငါးတင်တဲ့ဆရာကငါဆရာကြီးကဘူးမလာမခိုင်းလို့ဆိုမရဘူးဟုတ်တယ်မလားအဲ့ဒါကျွန်တော်ကကိုယ်တိုင်ကအဲ့လိုမျိုးတိုင်းလုပ်ရမယ်လုပ်ပြီးတော့မှအနေထားတစ်ခုကျွန်တော်ကမလုပ်လာပဲကြောက်လာအဲ့လိုအလိုက်သေးတဲ့လူကအချိန်လိုလေးမှကောင်းတော့ဒီတာကောင်းဖြစ်သွားတယ်ဒီတာဖြစ်သွားတယ်နော်အများနဲ့ဒီနောက်လိုက်နေတဲ့နေရာမှာမဟုတ်ဘဲနဲ့ချိန်လိုတွေမှာဒီတာကောင်းဖြစ်လာတယ်ဘာမှမလုပ်သေးဘူးဆိုတာသူကအလိုက်ပြီးတဲ့လူတွေတက်ဖို့တဲ့အချိန်ပူပြီးတော့ဖြစ်နေတယ်ကြားနေတယ်ဘာမှကြိုတင်ပြင်ဆင်မပေးထားတဲ့သူကသူ့ကောင်းထဲမှာဘာမှမရှိဘူးဒီလုံးနဲ့ပတ်သက်ပြီးတော့လည်းအားမရှိသူကခိုင်းနေကြတာလေးထားပြီးတော့ယူပေးလိုက်မခိုင်းမယူပေးဟိုကကြတော့ကြိုတင်ပြင်ဆင်ပေးထားတဲ့သူကကြတော့သူကသူ့ကောင်းထဲမှာဒါပြီးရင်ဒီအလုပ်ပဲရှိနေတယ်ဒါပြီးရင်ဘယ်ဟာလောက်အောင်လို့သူတစ်ခါနဲ့ဘာလုပ်နေလဲတွေးမိတယ်အဲ့တော့သူကတစ်လုံးနှလုံး၄50လုံး10လုံး15လုံးတော့သူက
ထိုင်းသိတော့ဖြစ်လိုက်လို့ကြောက်ကျင်လာဒီနားလဲတော့ကျွန်တော်ကအဲ့ဒီမျိုးလုပ်ရအောင်နော်ကိုယ်တိုင်ကလည်းခေါင်းဆောင်ကောင်းဖြစ်ရင်ကိုယ်တိုင်ကလည်းနောက်လက်ကောင်းပြောင်းတော့ကျွန်တော်ဘာလို့လဲစူးစမ်းရအောင်စူးစမ်းရအောင်အဲ့ဒါပြီးတော့မှလည်းကျွန်တော်ကခေါင်းဆောင်ကောင်းတဲ့နေရာကိုရောက်လာဒီနေ့ကဆင်းလာတယ်ကျွန်တော်ကလုံးဝဆရာကြီးငါကျွမ်းကျင်နေပါလို့ဖြစ်လာတော့ပြည့်စုံဘူးဒါပေမဲ့အလုံးလုံးတဲ့ခါမှာကျွန်တော်နှစ်ခုရှိတယ်လောက်ရတဲ့တတိရှိတဲ့သူနဲ့လောက်ရတဲ့တတိမရှိတဲ့သင်တဲ့စက်နိုင်တဲ့သူပဲတတိရှိတဲ့သူကအရှိကိုရောက်နိုင်တယ်အမှားလည်းပူတွေ့နိုင်တယ်တတိမရှိတဲ့သူကအဆုံးရှုံးမှုလည်းပူတွေ့နိုင်တယ်တတိရှိတဲ့သူကတတိမရှိတဲ့သူကအဆုံးရှုံးမှုလည်းနည်းပဲထင်တော့လည်းရှိရောက်မှာဟုတ်အဲ့ဒါလည်းကွာသေးလောက်ရတဲ့တတိရှိဖို့လည်းလိုသေးတယ်လောက်ရတဲ့တတိရှိဖို့လည်းလိုသေးတယ်ဒါလည်းနောက်ပိုင်းကျမှကျွန်တော်ကြားကြီးပြောပြတယ်ကြားကြီးပြောပြတယ်အဲ့တော့ကိုယ်တိုင်ကသင်တဲ့စက်သွားရင်တော့တရားကထိုင်လျောက်တော့ဖြစ်သွားတယ်ဖြစ်သွားတယ်အဲ့ဒါကမှတော့ညညမှာတော့မဟုတ်ဘူးနားလည်းသွားလိမ့်မယ်ဒါပေမဲ့လုပ်ငန်းခွင်ရဲ့သဘောတဘာဝကတော့အခက်အခဲမရှိတဲ့လုပ်ငန်းခွင်ဆိုတာတခုမှမရှိဘူးတခုမှမရှိဘူးဘယ်လောက်ကတော့လွယ်ပါလဲကွာလို့ဆိုရင်ကျွန်တော်ဘယ်လောက်ကလွယ်လဲဆိုတော့ကျွန်တော်မရှိလို့လားမရှိပါဘူးဟုတ်တယ်မလားကိုမသိလို့သာလေသူ့ရဲ့ level ကိုမသိလို့သာနေကျွန်တော်ကသူ့လောက်ကလွယ်တယ်လို့ထင်တယ်ကျွန်တော်ငယ်တော့ဆိုအလုံးမလို့သာချင်းဘုန်းကြီးသွားဝင်ဘုန်းကြီးတော့လွယ်မှာကြလွယ်လို့လားလွယ်ဘူးကိုစိုးသည်ကြောင်းတယ်အတိုင်းငင်းလို့အောင်ပြဘူးအဲ့ဒီလိုဆိုကိုတော့စိုးသည်အဲ့တော့ကျွန်တော်ကဘယ်နေပဲမှမလွယ်ဘူးကိုယ့်ရဲ့ကျူးစာမှုတွေပဲဆိုင်တယ်ကိုယ့်ကဘယ်ရောက်ပါတော့လဲကျူးစာရအောင်နော်ဒါလေးပြောပြပေးတာပါကဲမေးပြရှိလိုက်မေးပြပြင်ရဒါလို့ရတယ်အဲ့ဒါ9နာရီခွဲတော့